လို့ဒီနေ့အဒနာ2500ထုတ်တဲ့ကိုကောဇာတဲ့1380ခုနဲ့ကိုဘိုးရတာဆိုခုနဲ့ရ24ရက်တလ2026စနေနေ့ရန်ကုန်တိုင်းဒီကုန်းတပ်ပိုင်းမြို့နယ်140ခုနဲ့စက်တီတော်နဲ့ကားပေါ်ကြောင်းကျရအတိုင်းတိတ်တဘဘွယ်အခမ်းအနားကြီးစဉ်ခန္ဓာစီစဉ်ကြပါဗျာစီစဉ်ကြကိုပြောပြီးတော့အားဆောက်ထုတ်ရပြီးတော့ဘုရားရိုးသေးစွာဆောက်တတ်အပ်ပါသည်ဗျာအစီအစဉ်1နဝတ္တလ3ချိန်ရွတ်ဆို၍ခန္ဓာဖွင့်နေရန်အစီအစဉ်2တန်ဃာတော်များရင်တွေ့၍ဆိုကြည်ကြောင်းဆောက်ထားရန်အစီအစဉ်3သဘာပတိဆရာတော်အဖြစ်တင်ပြရန်အစီအစဉ်4စန္ဒရဟတန်ဃာတော်များစန္ဒကိုဆောက်ထားရန်အစီအစဉ်5ဆရာတော်တန်ဃာတော်တို့မှတိန်တို့ကမ္မဝါစာချီးမြှင့်ရန်အစီအစဉ်6နမိတ်ဆောင်တန်ဃာတော်7ပါးခန့်ထား၍နေရာများဆောက်ထားရန်အစီအစဉ်9အပြင်အနည်းနမိတ်ကြားရန်ဆရာတော်3ပါးရွေးချယ်၍ဆောက်ထားရန်အစီအစဉ်10အတွင်းအဝင်းနမိတ်ကြားပြီးဆရာတော်တစ်ပါးဆောက်ထားရန်အစီအစဉ်9တိန်တပုတ်ကန်ဆောင်ရန်တိန်တပုတ်ကန်ဆောင်ရန်ဆရာတော်ကြီးများအားရွေးချယ်၍ဆောက်ထားရန်ထိုဆောက်ထားရန်မှာ